စားနှမျိုးကြောင့်တမန်ကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်နံပါတ်1ကတော့ငံသောစားဖြစ်တယ်ဒုတိယကတော့အငံပြောက်သောစားဖြစ်တယ်ရှမတဲ့အခန်းကြီး9အငယ်73မှာတင်တို့ဒီဤလောက၏စားဖြစ်တယ်ဒီစားကဘယ်မှာပဲစားစားငံတာဖြစ်တယ်အခုအခန်းမှာစားရင်လည်းငံတယ်မိဖို့ကြောင့်မှာစားရင်လည်းငံတယ်ဖယားเจ้าမှာယူသွားပြီးစားရင်လည်းငံပါတယ်ယုံကြည်သူကဒရဏမျိုးမရှိပါဘူးယုံကြည်သူကဒရမပြောင်းရပါဘူးယုံကြည်သူမှန်ရင်အိမ်မှာချစ်တတ်တယ်ဆိုဘုရားเจ้าမှာလည်းချစ်တတ်ရမယ်ဘုရားเจ้าမှာချစ်တတ်တဲ့သူကအိမ်မှာလည်းချစ်တတ်ရမယ်ဘုရားเจ้าမှာခွင့်လွှတ်တတ်တဲ့သူကအိမ်မှာလည်းခွင့်လွှတ်တတ်ရမယ်လမ်းပေါ်မှာလည်းခွင့်လွှတ်တတ်ရမယ်နေရာတိုင်းဘယ်နေရာမှာပဲရောက်တင်ကငံတော်စားဖြစ်ဖို့လိုတယ်ယုံကြည်သူကြားထဲမှာတချို့ကဘုရားเจ้าမှာတော့ချစ်တတ်ပြီးအိမ်မှာကြတော့လက်တီးလက်မောင်းတန်းနေတဲ့သူတွေလည်းအများကြီးကြားဘူးတယ်ယုံကြည်သူပဲမဟုတ်ဓမ္မဆရာများပင်လေဖယားเจ้าမှာမေတ္တာเจ้าဝင်ငါပြီးအိမ်မှာရောက်ရင်မိမကိုဘောင်စင်ထိုးတဲ့သူလည်းရှိပါတယ်စားရဘယ်တော့မှအငံမပြောက်ဘူးအိမ်မှာစားရင်လည်းငံတယ်ဖယားเจ้าမှာစားရင်လည်းငံတယ်လမ်းပေါ်မှာစားရင်လည်းငံတယ်ယုံကြည်သူစားရင်လည်းငံတယ်မယုံကြည်သူစားရင်လည်းငံတယ်ပြောချင်တာကတင်တို့ဒီဤလောကကြီးစားလို့ပြောတဲ့အခါမှာယုံကြည်သူအတွက်တီးတန့်စားလို့ပြောနေတာမဟုတ်ဘူးတလောကလုံးအတွက်တင်ကစားဖြစ်တယ်တဲ့မိတ်ဆွေကိုလူတွေကမလိုအပ်ဘူးမိတ်ဆွေကလူတွေရဲ့ချင်ပတ်ပြစ်နေတယ်ဆိုတေးချတဲ့ဒီစားအကြောင်းကိုမိတ်ဆွေနားထောင်ပါစားတော့တစ်မျိုးအကြောင်းရှိသေးတယ်အဲ့ဒါဘာလဲဆိုအငံပြောက်သောစားရှင်လုကာအခန်းကြီး14မှာဒီလိုပြောပါတယ်စားမှုကကောင်း၏တဲ့စားဆိုတာကောင်းတယ်သို့တော့အငံပြောက်လင်ငံတော့အရတာကိုအဘယ်တို့ရပြန်မည်နီမြေဖို့မကောင်းအမိုက်ပုံဖို့မကောင်းထိုစားကိုအပြင်တို့ပြစ်လိုက်တတ်၏ကြားနာစရာနားရှိတော်သူမည်ဒီကကြားပါစေတမမိတ်ဆွေတင့်ကိုလူတွေကပြစ်ပယ်ထားတာဘာကြောင့်လဲလို့ပြောတိကျတဲ့ကျွန်တော်တို့အတ္တတာထဲမှာစားဆိုတဲ့အရတာမထွက်လာလို့ဖြစ်တယ်ဒါမှမဟုတ်ရင်မိတ်ဆွေရဲ့စားကအိမ်မှာတော့ငံပြီးဘုရားเจ้าမှာမငံတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လမ်းပေါ်မှာမငံပဲအိမ်မှာပဲငံတာလည်းဖြစ်နိုင်တယ်မိတ်ဆွေပြောချင်တာကအငံမပြောက်သွားဖို့လိုတယ်ချစ်တော်ဓမ္မမိတ်ဆွေဝိညာဉ်ပဂတိလို့ပြောတဲ့အခါမှာခရစ်တော်အားဖြင့်ကျွန်တော်တို့အထဲမှာရရှိတဲ့အရာကဒီလောကကြီးတစ်ခုလုံးကိုကျွန်တော်တို့မျှဝေမှုဖြစ်တယ်။ယုံကြည်သူမယုံကြည်သူကိုကျွန်တော်တို့ချစ်ရမယ်။ယုံကြည်သူမယုံကြည်သူကိုကျွန်တော်တို့တနာတတ်ရမယ်။ယုံကြည်သူမယုံကြည်သူကိုခွင့်လွှတ်ပေးတတ်ရမယ်။တချို့ကအတင်းတော်မှာခွင့်လွှတ်ပါတယ်ဒါပေမဲ့အိမ်မှာမခွင့်လွှတ်ဘူး။တချို့ကအိမ်မှာခွင့်လွှတ်တယ်လမ်းပေါ်မှာမခွင့်လွှတ်နိုင်ဘူးချစ်တော်ဓမ္မမိတ်ဆွေကဒီလောကအတွက်မရှိမဖြစ်အရေးကြီးတာဖြစ်တယ်တင်ကငံသောစားဖြစ်ဖို့လိုတယ်နော်မိတ်ဆွေတင်ကတခါတည်းမှာပဲငံပြီးတခါတည်းမှာမငံမှုဆိုဒီနေ့ဖယားနဲ့ပြန်ပြီးနှလုံးသားပြင်ဆင်ပြီးအသက်ရှင်ဖို့လိုပြီမိတ်ဆွေဘုရားရှင်နာမဘုန်းကြီးပါလေငံသောစားကလူတိုင်းအတွက်အသုံးဝင်တယ်လူတိုင်းလိုအပ်တယ်အငံပြောက်သောစားကိုဒီလိုပြောပါတယ်မြေဖို့မကောင်းဘူးတဲ့အတိတ်ပဲကတော့မြေကြီးမှာအသက်ရှင်တာသူကအတိတ်ပဲမရှိဘူးဘာလို့လဲဆိုငါအတွက်ဆိုပြီးအသက်ရှင်တာကဘာလဲအငံပြောက်သောစားဖြစ်တယ်ပြီးရင်အမိုက်ပုံးဖို့လည်းမကောင်းဘူးတဲ့အမိုက်ပုံးဆိုတာကမကောင်းတဲ့အရာစွန့်ပစ်တဲ့အရာဖြစ်တယ်အဲ့ဒီမကောင်းတဲ့အရာစွန့်ပစ်တဲ့အမိုက်ပုံးတော့မကောင်းဘူးဆိုရင်တေချာတဲ့မိတ်ဆွေအဲ့ဒီအငံပြောက်သောစားကတစ်ချိန်လုံးကကျွန်တော်လည်းဖြစ်ခဲ့ဘူးတဲ့မိသားစုကအတုံးမဝင်ဘူးဘာလို့လဲကိုကချင်ပါကြီးပြနေတာအတင်းတော်အတွက်ကိုအတုံးမဝင်ဘူးဘာလို့လဲတွေးလိုက်တဲ့လူတွေနဲ့အစင်မပြေတွေးလိုက်တဲ့လူတွေနဲ့ကျွန်တော်တို့အမြဲတမ်းညံဖြစ်ဘာလဲလူတွေရဲ့ချင်ပါကြီးဘယ်လိုပြောလဲဆိုရင်စံကုန်းမြေလေးဒါကြောင့်တမန်ကျမ်းစာထဲမှာဒီလိုပြောတယ်လေမြေဖို့မကောင်းဘူးတဲ့အမိုက်ပုံဖို့လည်းမ
ချစ်တော်သမားမိတ်ဆွေဒါကြောင့်ဒီနေ့တင်ကငါတော်စားပြဖို့ရအတွက်ခရစ်တော်၏ဗဂတိတဲ့အထဲမှာအသက်ရှင်သွားဖို့လိုတယ်ချစ်တော်သမားမိတ်ဆွေစားနှမျိုးမှာတဲ့အသက်တာဘယ်စားကတင့်ဘဝထဲမှာဖြစ်နေတာလဲတင့်ဘဝကတကယ်ပဲငါတော်စားဖြစ်နေပြီလားဒါမှမဟုတ်တခါတည်းမှာပဲငံပြီးတခါတည်းမှာမငံနဲ့စားဖြစ်နေလားဒါမှမဟုတ်လုံးဝမငံတဲ့အသက်တာဖြစ်နေလားကျွန်တော်တို့အသက်တာကိုပြန်ဆင်ခြင်ရအောင်ဘုရားခင်ကတင်တဲ့ကျွန်တော်ကိုဤလောကကြီးအတွက်ငံတော်စားဖြစ်စေခြင်းနဲ့ကျွန်တော်တို့မိသားစုအတွက်လိုအပ်တဲ့သူဖြစ်စေခြင်းနဲ့ကျွန်တော်တို့အတင်းတော်မှာတင့်ကိုလိုအပ်တဲ့သူဖြစ်စေခြင်းနဲ့တင့်ကိုနေရာတိုင်းကလိုအပ်တာဖြစ်တဲ့မိတ်ဆွေချစ်တော်သမားမိတ်ဆွေတင်ဒီနေ့အသက်တာကိုပြန်ပြီးပြင်ဆင်ပြီးဖယားသခင်ရဲ့ဘုန်းတော်တဲ့အသက်ရှင်ဖို့ရန်အတွက်ဤစားနဲ့မိတ်ဆွေတို့ခွန်အားပေးချင်တာဖြစ်တယ်ကြားနာတဲ့အယောက်ချင်းစီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ